Sign နာမည်ကတော့ Hoping လို့ခေါ်ပါတယ်။ဒီ sign မှာလုပ်လို့ရတာကတော့ basic course နဲ့ second course ဆိုရင် course 2မျိုးရှိရပေါ့နော်။ basic course ကကြတော့အချိန်က1နာရီခွဲ2နာရီဝန်းကျင်ပေးရပြီးလုပ်လို့ရတယ်။ second course ကတော့အချိန်တော့2ရက်ပေးရတယ်။ပထမဆုံးရက်မှာတော့ဖျောင်းတဲ့ပုံစံလေးကိုကြိုက်တဲ့ design လေးကိုထွင်းပြီးတော့ထွင်းထားတဲ့ဟာလေးကိုမနေ့ပြန်ပြီးမှအဲ့ design ကိုပြန်ပြီးအချောကာရလေးရှင်။ငွေနဲ့မလုပ်ချင်ဘူးတခြား design အနေနဲ့လုပ်ချင်တယ်ဆိုရင်တော့9 to 5နဲ့တော့လုပ်လို့ရတယ်ဒါပေမဲ့အဓိကတော့ငွေပဲအဓိကထားပြီးမှလုပ်ပေးရတော့ရှိသေးရဲ့ရှင်။ customer ကိုယ်တိုင်မလုပ်ချင်ဘူးမတက်ရမှာကြောက်တယ်ဆိုရင်တော့လိုစာရုံလာမှ customize တွေပြန်အပ်လို့ရရဲရှင် basic course မှာတော့တယောက်ကိုကျတော့9600ရှိမယ်ရှင် second course ကကျတော့တယောက်ကို262,000ကျမယ်ရှင်သူများရင်လည်းမတူဘဲနဲ့ကိုကြိုက်တဲ့ design ကိုကိုယ်တိုင်ပဲလုပ်ဝစ်ချင်တယ်ဆိုတဲ့လူတွေကတော့လို second course လာကြတာရှိရဲဒါပေမဲ့ချို့တွေကျတော့ basic course မှာလာတဲ့လူတွေကျတော့ university မှာအဲ့လိုမျိုးအမှတ်တရတွေဖြစ်သွားအောင်ဆိုရင်မှလာပြီးမှရေးကြတဲ့လက်စွပ်လာလုပ်ကြတဲ့လူတွေတော့ရှိရဲရှင်wedding အတွက်လိုအပ်တဲ့လေလက်စွပ် design တွေဆိုရင်လည်းတီးတန့် customize လေးလုပ်ပေးရရှင်။ကဲ၍ကိုကကြောက်တွေပါရှိရဒါပေမဲ့လုပ်ရမယ့် design တွေခံမှန်းလို့မရအောင်ဆိုရင်ဟိုပင်လာပြီးမှတစ်ချက်ဆွေးနွေးလို့ရတယ်ပေါ့ကြိုက်တဲ့ design တွေပါနဲ့တင့်တော်မဲ့ပုံစံလေးတွေလည်းလာဆွေးနွေးလို့ရတယ်ပေါ့။လာမယ်ဆိုရင်တော့တရက်တော့ကြိုပြီးမှတော့ booking တင်ပေးရတယ်ရှင်။ booking တင်ရင်တော့ညီမတို့ဟိုပင်ရဲ့ TikTok မှာလည်းတင်လို့ရတယ် Facebook မှာလည်းတင်လို့ရတယ် Instagram ရဲ့ WeChat ရဲ့၄မျိုးစလုံးမှာတင်လို့ရတယ်ရှင်။မနက်10:00နာရီကနေညနေ6:00နာရီထိဖွင့်နေရှင်။လိပ်စာကျော်26လမ်း59 BOB KTV ဘေးလမ်းကြားထဲကိုလာခဲ့ပြီးမှဖုန်းနံပါတ်ကလေးကိုတစ်ချက်လောက်ဆက်လိုက်ရင်ရရရှင်။ဆိုင်ကနေတစ်ချက်လာပြီးမှကြိုပေးရရှင်။